ပန်နိုဂျာနဲ့ဘန်းရဲ့ flyweight တန်းချန်ပီယံလူပွဲပြီးသွားတဲ့အခါမှာဘန်းရဲ့အနိုင်ရလက်ကိုမြန်မာပြည်တွင်းကပြည်သက်ချိုးအောင်နိုင်ငံတကာပြည်သက်ချိုးအောင်ကံကောင်းလို့နိုင်တာပါပြိုင်ဘက်ကဒဏ်ရာရသွားလို့နိုင်တာပါဘာညာဆိုပြီးပြောကြပါတယ်ထားတော့ဒါကသူတို့ရဲ့လွတ်လပ်စွာအမြင်နဲ့လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ပါကျွန်တော်ရဲ့အမြင်ကတော့ဘန်ကကံကောင်းလို့နိုင်တာမဟုတ်ဘဲထိုက်တန်လို့အနိုင်ရသွားတယ်ဆိုတာကိုဒီဗီဒီယိုမှာအချက်၃ချက်နဲ့ရှင်းပြပေးသွားပါမယ်။ Okay အရင်ဆုံးဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဒီကံချက်ကို hack လို့ခေါ်ပါတယ်ဟက်ကစ်ကလူခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးနဲ့ထိခိုက်လွယ်ဆုံးအစိတ်ပိုင်းဖြစ်တဲ့ဦးကောင်းတဲ့အာရုံကြောစနစ်ကိုထိခိုက်စေတဲ့တိုက်ခိုက်မှုဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာဟက်ကစ်ထိချက်မိလို့သတိလစ်မိပြောသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ထိချက်သေးချာမမိရင်တော့ကံချက်ရဲ့ရိုက်ခတ်မှုကြောင့်မူးဝေခြင်းနဲ့ဟန်ချက်ပြတ်ခြင်းတွေဖြစ်ပြီးပြိုင်ဘက်ကိုအခွင့်အရေးပေးရရင်လည်းပွဲရလက်ကိုချက်ချင်းပြောင်းလဲသွားစေနိုင်ပါတယ်ဒီလိုပြင်းထန်တဲ့ကံချက်တွေကိုပြိုင်ပွဲမှာထုတ်သုံးနိုင်မှုဖိုက်တာတွေဟာလေ့ကျင့်ရေးကွင်းမှာပြင်းပြင်းထန်ထန်လေ့ကျင့်ယူထားကြတာပါဒါတွေကိုကျွန်တော်ရှင်းပြနေတာကဘန်ကိုဟက်ကစ်လုပ်ခဲ့တဲ့ပန်နိုဂျာရဲ့ခြေခံချက်ကိုမှန်းဆနိုင်ဖို့ပါပန်နိုဂျာဒီပွဲမှာရှုံးနိမ့်သွားတာချင်းရဲ့အဓိကအခိုက်အတန့်ကဟက်ကစ်ကန်ချက်မအောင်မြင်မှုကြောင့်ပြန်ပေးဆက်လိုက်ရတာပါဒါကြောင့်ကျွန်တော်ဒီခိုက်တန့်ကိုနီးပြူဟာပိုင်းရှူတော့ကနေချိကပ်ပြပါမယ်ပွဲစားပြီဆိုတော့လည်းပန်နိုဂျာကတိုက်စစ်ဖွင့်ပြီးထိုးချက်တွေကန်ချက်တွေနဲ့ဘန်ကိုကစားကွက်တည်လို့မရအောင်အတင်းဖိအားပေးထိုးပါတယ်ဘန်ကတိုက်စစ်မဖွင့်နိုင်ပဲပန်နိုဂျာထိုးတာကိုမခံရအောင်ကာကွယ်ရင်းနဲ့ကောင်တာပြန်ထိုးပြီးကစားနေရပါတယ်ဒီလိုလဲပွဲကစားချိန်73စက္ကန့်မှာဘန်ကလူချင်းပူပြီးပန်နိုဂျာကိုဝင်လုံးတဲ့ဟန်နဲ့ပန်နိုဂျာကိုလှည့်ထားလိုက်ပါတယ်ဒီနေရာမှာပန်နိုဂျာရဲ့တိုက်စစ်ခဏတန့်သွားပြီးလူချင်းခွာပြန်ထိုးတဲ့အချိန်မှာပန်နိုဂျာကဘန်ကိုလျှက်တစ်ပြက်ဟက်ကစ်နဲ့လှမ်းကန်လိုက်ပါတယ်အာယုံစူးစိုက်မှုကောင်းတဲ့ဘန်ကခေါင်းကိုအလိုက်တင်နေထားယူပြီးတပြိုင်နက်တည်းမှာပန်နိုဂျာခြေထောက်ကိုလက်နဲ့ကာတယ်ပြီးရင်လက်နဲ့တွန်းပြီးပြန်ထိုးဖို့လှုပ်ချိန်ဘန်ရဲ့ထိုးချက်ပြန်ပြီးမှကြောက်တဲ့ပန်နိုဂျာကဂမန်ကရန်ကာကွယ်ဖို့လှုပ်ရင်းနဲ့ပြန်အကြမှာလက်ထိခိုက်မိသွားတာပဲပန်နိုဂျာရဲ့ခြေကန်ချက်ကိုစနစ်တကျတုံ့ပြန်ပြီးတဖန်းကနေကောင်တာပြန်ထိုးဖို့လုပ်တဲ့ဘန်းရဲ့အခိုက်အတန့်ကအယမ်းမြန်ပြီးစမတ်ကြပါတယ်။ဒါကိုလူတွေကပန်နိုဂျာလက်တံရတာကိုပဲမြင်ပြီးကံကောင်းလို့နိုင်တာပါကွာလို့ပြောတာကဘန်းရဲ့ဒဖန်နဲ့ကောင်တာစွမ်းရည်ကိုလစ်လို့ရှုနေလို့ပါ။ဒီအခိုက်အတန့်မှာဘန်းကသာဒဖန်နဲ့ကောင်တာကိုကောင်းကောင်းမလုပ်ကစားနိုင်ဘူးဆိုရင်အစောပိုင်းကဗီဒီယိုတွေကလိုပဲမေလဲတာမျိုးဒါမှမဟုတ်မူးဝေဟန်ချက်ပြတ်တာမျိုးပန်နိုဂျာရဲ့အမောက်သိပ်တာကိုခံစားသွားရပါလိမ့်မယ်ဒါကြောင့်နီးပြူဟာပိုင်းရှူတော့ကနေကြည့်ရင်ဘန်ကကံကောင်းလို့နိုင်သွားတာမဟုတ်ဘူးဆိုတာကိုသိနိုင်ပါတယ်ပွဲကစားချိန်26စက္ကန့်ပဲကြာတယ်ဆိုတာကလည်းချန်ပီယံတယောက်ကို26စက္ကန့်အတွင်းမှာအမားလုံးမိစေအောင်လုပ်နိုင်တဲ့သူဖြစ်နေလို့ထိုက်တန်တဲ့အနိုင်ရရှိမှုပါ UFC မှာ9စက္ကန့်6စက္ကန့်နဲ့10စက္ကန့်အောက်နဲ့အနိုင်ယူပွဲသွင်းခဲ့တဲ့ပွဲတွေဆိုတာအများကြီးပါအကြာကြီးအခန်းဆက်နဲ့ထိုးပြီးအနိုင်ရတာကမှထိုက်တန်တာဆိုရင်တော့ UFC မကြည့်ပဲအိန္ဒိယကဘောလီဝုဒ်တို့ဒေါ်လီဝုဒ်တို့ရုပ်ရှင်ဇာတ်ကားတွေကိုပဲပြောင်းကြည့်သင့်ပါတယ်ချန်ပီယံဖြစ်ခဲ့တဲ့ဘန်ရဲ့လာယာလန်းကိုပြန်ကြည့်လိုက်ပါအခြားဖိုက်တာတွေကမျက်နှာသစ်ချာတိတ်လေးဘန်နဲ့မထိုးချင်လို့တီးပြီးထားတဲ့ပွဲတွေပြတ်သွားခဲ့တာ၄ပွဲစတိုက်ရှိခဲ့ပါတယ်ဒီတန်းနှုတ်ထွက်တဲ့သူနဲ့ဒဏ်ရာအကြောင်းပြနှုတ်ထွက်တဲ့သူနဲ့ကိုလေးချိန်မပြည့်အောင်လုပ်ပြီးနှုတ်ထွက်တဲ့သူနဲ့ပါဘန်ဘက်ကသေချာပြင်ဆင်ထားပြီးမှမထိုးရတာကတော့စိတ်သက်ကြစရာအချိန်တွေပါဒီလိုနဲ့ရလာတဲ့ပွဲတွေကိုလူစားဝင်နဲ့လဲဝင်ထိုးပြင်ဆင်ချိန်နဲ့ပါလဲဝင်ထိုးရင်းနဲ့အခွင့်အရေးကိုအမေးရဖမ်းဆုံရင်ဒီအချိန်တွေကိုရောက်ရှိလာခဲ့တာပါ ranking အဆင့်တစ်ကကစားသမား Brandon Royval ကိုလက်ခံပြီးထိုးခဲ့တဲ့ပွဲဆိုရင်အခွင့်အရေးလက်လွတ်သွားမှဆိုလို့ရှေ့ပွဲမှာရရှိထားတဲ့ဒဏ်ရာကိုတော့လုံလောက်တဲ့ကူစားချိန်လုံလောက်တဲ့ပွဲပြင်ဆင်မှုမယူပဲ21ရက်ဖဲရတဲ့အချိန်နဲ့ပဲအနိုင်ယူထိုးသက်ခဲ့လို့ချန်ပီယံစိန်ခေါ်ခွင့်ရခဲ့တာပါဒါကြောင့်လွယ်လွယ်ကူကူနဲ့ရောက်ရှိလာတာမဟုတ်လို့ချန်ပီယံလူပွဲထိုးခွင့်ရတာနဲ့တင်ဘန်ကချန်ပီယံစုနဲ့90ရာခိုင်နှုန်းထိုက်တန်ပြီးသားပါဒါကြောင့်ထပ်ပြောပါမယ်ဘန်ကကံကောင်းလို့အနိုင်ရရှိတာမဟုတ်ပါဘူးထိုက်တန်လို့အနိုင်ရရှိသွားတာပါ